ပြင်ဦးလွင်21မိုင်ကပဲစိတ်ကျော်လေးနာမည်ကြီးနေလို့ကိုမိုက်လဲကားချောကြီးနဲ့အပြေးဆင်းခဲ့ပြီဗျာပြန်လာကြည့်မယ်ဆိုတဲ့အကိုကြီးရောက်တော့ရောက်ပြီဗျာဒါပေမဲ့အိမ်ကမိမကြောက်လို့တခြားဆိုင်ပြောင်းဝင်လိုက်တယ်ဗျာပခုတ်ကူလာခဲ့ပါအောင်ဆိုတဲ့အကိုကြီးခေါ်လို့သာလာရတာကားအခြေအနေကတော့တွေ့တဲ့အတိုင်းပဲဗျာအုံနာတော့မျက်ခုံးလုံနေလောက်ပြီတရေအိမ်ဆိုလို့ဝင်ကြည့်တာအခြေရဲ့မင်းမဟုတ်ရင်ရင်မကုန်တဲ့ကောင်ဆိုတော့ဝင်ကြီးပဲကုန်ခဲ့တယ်အင်းလေးနဲ့လှလိုက်တာဗျာအင်းသူတွေဆိုရင်တော့ပြောမနေတော့ဘူးကိုမိုက်တော့ရှမ်းပြည်ကနေမပြန်ကျင်တော့ဘူးဗျာကျွန်တော်အခုဒီဆေးရွက်ကြီးတွေကိုခူးနေတယ်မင်းမမြင်ရင်တေချာကြည့်ခါဆေးရွက်ကြီးခူးပြီးရင်နေဘူးလန်းရတယ်၆တွေ့နေတဲ့ဆေးရွက်ကြီးကိုအမှုတ်ဖြစ်အောင်ကြိတ်ရမယ်ညီလေးဆေးရွက်ကြီးမုံတွေစံပြုတ်ထဲထည့်လိုက်ရင်အရသာကရှယ်ပဲညီလေးဒီနေ့လာပြည့်နေမို့အဖိုးအဖွားတွေကိုဆေးရွက်ကြီးစံပြုတ်လာလူတာပါဒီစံပြုတ်ကထူးထူးခြားခြားအရသာရှိလိုက်တာသူတို့ဘလို့ချက်ထားလဲမသိဘူးစံပြုတ်တောက်ပြီး9မိနစ်ခန့်ကြာတော့အခါဖေဖေသမီးကိုဘိုးနဲ့အမြန်ဆုံးလက်ထပ်ခြင်းနဲ့ဟဲ့နေကိုကငါအဖေအရွယ်လောက်ရှိတယ်ဟဲ့ကျက်ဦးနဲ့ကျက်မဘယ်ဟာအရင်စားဖြစ်တာလဲဖိုးနင်းတောင်တိလို့လားမသိပဲအလားချောင်းမနေနဲ့နောက်လည်းမလာတော့ဘူးလာလည်းမနောက်တော့ဘူးတာကြီးငါမှပိုက်ဆံမရှိလို့နည်းနည်းလောက်ချီးပါလားမင်းဆောက်လုံးကန်းနေလားအနေထားကိုရှုပ်